လူတွေကမိမိတို့ရဲ့အဆင့်တန်းလိုက်ဘဝမှာအခြေခံကိုယ်ကျင့်တရားကောင်းမှုကစပြီးမှန်ကန်တဲ့စိတ်နဲ့သဘောထားတွေထားလို့မှန်ကန်တဲ့မြင်တွေအခြေခံပြီးမိမိတို့ဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့ဝိပဿနာဉာဏ်အမြင်တွေနဲ့နေထိုင်နိုင်ကြမယ်ဆိုရင်လူလောကမှာဒုက္ခပေးနေတဲ့တွေ့တာမှုဆိုတဲ့စိတ်ဆင်းရဲခြင်းရဲ့အကြောင်းဖြစ်တဲ့တဏှာရာဂတွေရောပါလို့တွေ့တာမှုတွေရောပါသမျှစိတ်သောကတွေလည်းရောပါပြီးဘဝမှာစိတ်ဆင်းရဲမှုမရှိဘဲနဲ့ချမ်းသာကြတာဖြတ်သန်းနိုင်ကြမှာဖြစ်တယ်စိတ်တွေသဘောထားမှန်ကန်စွာနေထိုင်နိုင်မယ်ဆိုရင်ဆင်းရဲဒုက္ခများစွာသက်သာသွားတယ်မှန်ကန်တဲ့အတွေ့တွေကိုတွေးပြီးမှန်ကန်တဲ့အမြင်တစ်ခုရရှိပြီဆိုလို့ရှိရင်ဘဝတစ်ခုမှာကြုံတွေ့ရမယ်အကောင်းအဆိုးတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ကျော်လွှားသွားနိုင်မှာပဲဖြစ်တယ်ဘဝဆိုတာရလာရင်တော့အကောင်းလဲတွေးမှာပဲအဆိုးလဲတွေးမှာပဲဘဝမှာတွေးကြုံနိုင်တဲ့အရာတွေကိုလောကရန်၈ပါးလို့ခေါ်တာပဲကောင်းတာနဲ့တွေးတယ်လို့ဆိုးတာနဲ့လည်းတွေးအကောင်းဆိုးဆိုတာတွေဟာလောကမှာများစွာရှိနိုင်တော်လဲပဲမြတ်စွာဘုရားကလူတွေတွေးကြုံများတဲ့အကောင်းဆိုးအကောင်း၈မျိုးအဆိုး၈မျိုးကိုခွဲခြားပြီးတော့လောကသဘာဝအနေနဲ့ဟောကြားခဲ့တာရှိတယ်ပေါ့အလုံးသိကြတဲ့အတိုင်းလာဘောအလာဘောကိုလိုချင်တာရရှိခြင်းနဲ့ကိုလိုချင်တာမရရှိခြင်းကိုလိုချင်တာရနေပြီဆိုရင်လူတွေကစိတ်ချမ်းသာကြတယ်ကိုလိုချင်တာမရဘူးဆိုရင်စိတ်ညစ်ကြပြန်ရမှုမရမှုပေါ့အကြောင်းပြုပြီးတော့စိတ်ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့တိမတ်တော်မှငြိမ်းချမ်းမှုကိုရနိုင်တယ်ရတာကိုအကြောင်းပြုပြီးတော့ပျော်ရွှင်မှုမရတာကိုအကြောင်းပြုပြီးစိတ်ဆင်းရဲမှုဆိုတာလေလူတွေအနေနဲ့စိတ်ထဲမှာခံစားကြရတာဖြစ်တယ်ပေါ့အဲ့ဒီခံစားမှုတွေမဖြစ်ရအောင်ရမှုနဲ့မရမှုကိုဖြစ်အောင်မဖြစ်အောင်မြတ်စွာဘုရားဟောတာမဟုတ်ဘူးဘဝတွေ့ကြုံလာလို့ရှိရင်ကိုလိုချင်တာရတာလည်းရှိမှာပဲမရတာလည်းရှိမှာဒါတွေမကဘူးရသောအရသောအချမ်းရံရှိတဲ့အခါရှိမယ်ကိုတယောက်တည်းနေရတဲ့အခါရှိမယ်ချမ်းရံကင်းမဲ့တဲ့အခါရှိမယ်နေတ္တပတန္တာကိုယ်ကဲ့ခါတဲ့ကိုယ်ကဲ့ခါတဲ့အခါရှိတယ်ချီးမွမ်းခံရတဲ့အခါရှိမယ်ဒုက္ခဒုက္ခဘဝမှာအစဉ်ပြေလို့ကိုယ်ချမ်းသာစိတ်ချမ်းသာရတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ကြရတယ်ဒါဟာဘဝရဲ့ဒီအရသာလို့ပြောခြင်းပြောဖို့ဘဝမှာကြုံတွေ့ရတဲ့မတည်ငြိမ်တဲ့ဘဝရဲ့လှိုင်းလုံးတွေလို့ပြောလို့ရတယ်ပင်လယ်ထဲသွားလို့ရှိရင်တော့ပင်လယ်ထဲကလှိုင်းလုံးတွေကြောင့်တည်ငြိမ်မှုမရနိုင်ဘူးဘဝခရီးဖြတ်သန်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကိုယ်ကိုလာပြီးတော့တိုက်ခိုက်မဲ့တိုက်ခိုက်မှုတွေဟာအခုလို၈မျိုးရှိတယ်ဆိုတာကိုမှတ်သားကြရမှာဖြစ်တယ်ကောင်းတာနဲ့တွေ့တာလဲကိုယ်စိတ်ဓာတ်ကိုလာတိုက်ခိုက်ခြင်းပဲဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းကိုယ်လာရိုက်ခတ်ခြင်းပဲဖြစ်တယ်ရိုက်ခတ်ခြင်းနဲ့ကျုံလာတဲ့အခါစိတ်ကလေးကတည်ငြိမ်အောင်ဘယ်လိုထားမလဲကောင်းတာနဲ့တွေ့လို့ရှိရင်ဝန္တာအယဖြစ်သွားပြီလာရင်ဒါလှုပ်ရှားခြင်းလို့ခေါ်တယ်မကောင်းတာနဲ့တွေ့တဲ့အခါမှာမကောင်းတာတွေကကိုယ့်ရဲ့စိတ်ကိုရိုက်ခတ်လာတဲ့အခါမှာလှုပ်ရှားရင်းရိုင်ပြီးတော့ဘဝကြီးကိုအရှုံးပေးခြင်းလောက်အောင်သိခြင်းလောက်အောင်ဖြစ်သွားတာမျိုးတွေဒါရိုက်ခတ်မှုပဲခေါ်တယ်အဲ့ဒါလို့အကောင်းတဲ့ဆိုအကြောင်းတဲ့ကျိုးဘဝရဲ့အတွေ့အကြုံတွေကိုဂျုံတွေ့တဲ့အခါမှာ
ဘယ်လိုထွက်ပေါက်ရှာမလဲအကောင်းတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲအဆိုးတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲဆိုတာမြတ်စွာဘုရားကရှင်းရှင်းလေးစဉ်းစားပုံစဉ်းစားနည်းကိုပေးထားတာဖြစ်တယ်အကောင်းတွေ့လာတဲ့အခါမှာလေအေးမင်းသိဝမ်းမသာနဲ့ဒါအမြဲတွေ့နေမှာမဟုတ်ဘူးတွေ့တဲ့အခါတွေ့မှာပဲကောင်းတွေ့တာဟာထာဝရမဟုတ်ဘူးတခဏတာများတာဖြစ်တယ်ဝမ်းသာအားရဖြစ်ပြီးစိတ်ကြီးဝင်နေလို့အလကားပဲနော်အကောင်းပေါ်မှာကောင်းတယ်လို့သိပြီးကောင်းတဲ့ကိုအကြောင်းပြုပြီးကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့ပဲအမြတ်ရအောင်ကြိုးစားမယ်ဆိုတဲ့နှလုံးသွင်းမှုနဲ့ကောင်းတဲ့အာယုံရဲ့ရိုက်ခတ်မှုကိုဒီလိုစဉ်းစားပြီးတော့ဖယ်ထုတ်စိတ်တည်ငြိမ်မှုကိုရယူပါမှာဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းပဲအေးမကောင်းမှုဆိုတာလည်းထာဝရမဟုတ်ဘူးခိတ္တခဏကြုံရတဲ့သဘာဝတရားတစ်ခုမျိုးသာဖြစ်တယ်မကောင်းတာနဲ့တွေ့လို့စိတ်ဓာတ်ကျနေလို့ရှိရင်ပိုဆိုးမှာပေါ့မကောင်းတဲ့အာယုံကတစ်ခုစိတ်ဓာတ်ကျသွားတာတစ်ခုဆိုတော့အဆုံးရှုံးမယ်နှစ်ဖက်စလုံးဆုံးရှုံးမှာဖြစ်တယ်အဲ့တော့စိတ်ဓာတ်ကျတာဟာအဖြေမဟုတ်ဘူးမကောင်းတာဆိုတာလည်းခဏပဲဖြစ်တယ်ဘာကြောင့်မကောင်းတာဖြစ်ရတယ်လဲကောင်းတာကိုဘယ်လိုရအောင်ကြိုးစားရမလဲဆိုတဲ့အတွေးတွေနဲ့မကောင်းတာကိုလည်းဖယ်ရှားပြလို့ရတယ်အဲ့ဒီလိုမှမဟုတ်ပဲနဲ့ဖြစ်ရလေခြင်းရင်ဘတ်စီတီအဆိုးနဲ့တွေ့တဲ့အခါဖြစ်ရလေခြင်းကောင်းနဲ့တွေ့တဲ့အခါငါမငါနော်ဘဝင်မြင့်သွားတာမျိုးအဲ့ဒါမျိုးတွေမဖြစ်ရအောင်ရသော်ဗျာကမမြဲတဲ့သဘာဝတရားနဲ့ခုခံရမယ်လို့သူတို့ပြောတယ်တည်ငြိမ်အောင်ထားလိုက်မမြဲတဲ့သဘောဆင်ញင်လိုက်ရင်ရောကြသွားမှသိချတယ်လောကကြီးဟာပဲရမှမမြဲဘူးအလုံးဟာတခဏလေးအတွင်းတွေ့ရတာလေးပေါ်မှာတမက်တမောလည်းဖြစ်မနေနဲ့စိတ်လည်းညစ်မနေနဲ့နော်ဘယ်အခါနဲ့ပဲတွေ့ငါအမျက်ထွက်အောင်ဘယ်လိုလုပ်မလဲဘယ်လမ်းကြောင်းကသွားမလဲဆိုတာကိုယ့်ကိုယ်စဉ်းစားပြီးလှုပ်ရှားရိမ့်ရိုက်မှုမဖြစ်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုတိဆောက်အောင်ပဲဖြစ်တယ်ပေါ့အဲ့ဒါလိုတိဆောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့လောကရန်ကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေမလုပ်ကြတော့ကောင်းတဲ့လောကရန်နဲ့တွေ့လို့အကုသိုလ်တွေလုပ်တယ်ဆိုတာမာနတွေတက်လာတာအကုသိုလ်ငါမငါဆိုတဲ့မာနတက်လာမာနတက်လာပြီးတဲ့အခါလူဆိုတာကိုယ့်ကိုထင်ကြည့်လာတဲ့အခါတစ်ဖက်ကိုလှမ်းကြည့်သေးတာဒီလူတွေငါတော့ကံမကောင်းပါဘူးဆိုပြီးတစ်ဖက်သားကိုလည်းပဲနှိပ်ကွက်ခြင်းနဲ့စိတ်ပေါ်လာငါအဆင်မမိပါဘူးဆိုပြီးတော့ဒီလိုအတွေးတွေလည်းတက်လာပြီးတော့လေးစားရမယ့်ပုဂ္ဂိုလ်လည်းပဲမလေးစားဘူးအထင်သေးမှုတွေနဲ့ဆက်ဆံလာတယ်အပြောဆိုတွေမောက်မှလာတယ်အဲ့ဒါကောင်းစားခြင်းရဲ့ရိုက်ခတ်မှုကိုမခံနိုင်လို့ရှိရင်မကောင်းတဲ့အလုပ်တွေဆက်လုပ်မိသွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီအတွေးတွေးလိုက်တာနဲ့မာနအတွေးတွေးလိုက်တာနဲ့မင်္ဂလာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်သွားပြီမင်္ဂလာတရားမှာကာရောစနိဝဒောစတန်တုဋ္ဌိစအဲ့ဒီမှာကာရောတို့နိဝဒဘယ်သူပေါ်မှာအထင်သေးခြင်းဆိုတာမလုံးဝဘူးဆိုတာအဲ့ဒီမင်္ဂလာတရားလည်းကိုယ်မှပျက်စီးသွားတယ်ဒါကြောင့်မလို့ကောင်းတာနဲ့တွေ့ရင်လည်းပဲဘဝင်မြင့်ပြီးတော့စိတ်အားတွေနှင်းကန်တက်ကြသွားတာမျိုးမဖြစ်စေအောင်မကောင်းတာနဲ့တွေ့တဲ့အခါကျတော့လည်းပဲလူတွေဟာစိတ်ဓာတ်တွေကြပြီးဘာလုပ်လဲစိတ်ဓာတ်ကြတဲ့အခါမှာစိတ်ဓာတ်ကြတော့မခံစားနိုင်တဲ့အခါကျတော့မူရစေဝသုံးတယ်တေးတောက်တယ်ခြားနည်းတွေနဲ့ဖြည့်ရှင်းကြတယ်စိတ်ညစ်တာမခံစားနိုင်လို့ဖြည့်ရှင်းလိုက်ပြီဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေကအကောင်းမလာတော့အဆိုးတွေကြီးပဲလား
တခါနောက်ဆုံးမှာအောက်တန်းနောက်တန်းကြတဲ့အနေအထားမျိုးကိုကြားရှိမခံစားနိုင်ဘူးသေတော်မဤဩကောင်းဤဆိုကိုယ့်ဘာကိုတရားဘောခုံချတာတို့တိုက်မြင့်ကြီးတွေဘောခုံချတာတို့စူးစိုက်လုပ်တဲ့အလုပ်တွေလည်းလုပ်ကြပြန်အဲ့ဒါတက်တက်ကိုယ့်ရဲ့ဘဝတန်ဖိုးပျက်စီးသွားအောင်ဖြတ်စည်းပစ်တာပဲဖြစ်တယ်ပေါ့တန်ဖိုးရှိတဲ့လူဘဝရဖို့ဆိုတာမတမခဲနေလာတဲ့လူဘဝကိုမကောင်းမှုနဲ့အဆုံးသတ်လိုက်တယ်အဆုံးသတ်လိုက်တဲ့အခါမှာကောင်းရသူတွေဘုံရောက်ဖို့လွန်ခဲရင်သွားပြီဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတယ်ဒါကြောင့်မို့လို့အကောင်းနဲ့တွေ့တွေ့အဆိုးနဲ့တွေ့တွေ့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်အောင်ကိုယ်စိတ်ကိုတိမှတ်တော်မှန်နေအောင်လုပ်ရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာဒါဟာတကယ်လက်တွေ့ကြတဲ့အဆုံးအမတရားဒီတဲ့အစစ်မြင့်မြင့်ချွတ်တင်ပြီးတော့ပြုပြင်ထားလို့လည်းရတယ်။ဘာလဲဆိုရင်ဝိပဿနာတရားကိုချွတ်တင်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်ထားရင်ဘယ်လောကရန်နဲ့ပဲလာခဲ့လောဘနဲ့လည်းစဉ်းစားမှာမဟုတ်တော့ဘူးဒေါသနဲ့လည်းစဉ်းစားမှာမဟုတ်ဘူးကောင်းတဲ့နဲ့တွေ့ရင်လောဘအတွေးတွေဝင်တယ်မကောင်းတဲ့နဲ့တွေ့လို့ရှိရင်ဒေါသအတွေးတွေဝင်အဲ့ဒီလောဘဒေါသဖြစ်နေခြင်းဟာမောဟကြောင့်ပဲဒီလိုဆိုလို့ရပေါ့နော်အခုလိုမှန်ကန်စဉ်းစားလိုက်တဲ့အခါမှာလောဘလည်းဖြစ်မလားဒေါသလည်းဖြစ်မလားတော့မောဟအသိဉာဏ်နဲ့ကာလိုက်တယ်လို့ခေါ်တာပေါ့နော်အသိဉာဏ်နဲ့ကာလိုက်သည့်အတွက်ကြောင့်ဘလောက်ပဲဒီလှိုင်းလုံးကြီးတွေကြီးပါစေထိုလှိုင်းလုံးကြီးပေါ်ကကြော်ဖြတ်ပြီးသွားနိုင်တဲ့အနေအထားမျိုးကြိုးစားရမှာပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အနှောင့်အယှက်မဖြစ်ဘူးလို့ဒီလိုဆိုလို့တယ်မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေဟာလူတွေရဲ့စိတ်ဓာတ်ရင့်ကျက်မှုကိုယ်ကျင့်တရားကောင်းမွန်မှုဒါတွေကိုအခြေခံထားပြီးတော့ဟောကြားလို့ဓမ္မပဒဒေသနာတော်တွေကိုနာယူမှတ်သားကြည့်ကိုယ့်အတွက်ဘဝသင်္ကန်းစာတွေအများကြီးရလိမ့်မယ်တွေးစရာတွေစဉ်းစားစရာတွေအများကြီးပေးထားတယ်မြတ်စွာဘုရားထိုတွေးစရာစဉ်းစားစရာတွေဟာဘဝနဲ့ဆက်ဆက်ပြီးတော့တွေးရတာဖြစ်သောကြောင့်မှန်ကန်တဲ့အတွေးတွေသာဖြစ်တယ်ပေါ့သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးရှိမှသမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ဆိုတာဖြစ်နိုင်တယ်ဒါကြောင့်မို့မှန်ကန်တွေးတတ်ဖို့မြတ်စွာဘုရားလမ်းညွှန်မှုပေးခဲ့တာသာဖြစ်တယ်ပေါ့အေးဒီကနေ့မှတ်သားရမယ်ဓမ္မပဒဒေသနာတော်တစ်ပုဒ်ကိုစတင်နားထောင်ကြည့်ပုပ္ပာနိဟေဝပစိနန္တံပုပ္ပာနိဆိုတာပန်းဥယျာဉ်နဲ့သွားပြီးတော့အလှပန်းနေစိုက်ပျိုးထားတဲ့ပန်းဥယျာဉ်ကြီးတစ်ခုတည်းရောက်သွားရောက်တဲ့အခါဟိုပန်းညုံကြည့်လိုက်လေဒီပန်းလေးကလှလိုက်တာဟိုပန်းညုံကြည့်ပြန်တော့လေဟိုပန်းလေးကလှလိုက်တာအလှပန်းနေမျိုးစုံအောင်စိုက်ပျိုးထားတဲ့ဥယျာဉ်ကြီးတွေရောက်သွားလို့ရှိရင်လူတွေဟာဘယ်ပန်းကလှတယ်ဆိုတာရွေးချယ်မိနေမှာဒါသွားဝပဲဖြစ်တယ်ပန်းမျိုးစားပေါင်းထောင်သောမကပြထားတယ်မကြာခင်ကကျင်းပသွားတယ်ပြင်ဦးလွင်ကပန်းပွဲတော်ကြီးများသွားကြည့်လိုက်မယ်ဆိုရင်နော်သွားကြည့်လိုက်လို့ပန်းပွဲတော်များရောက်သွားမယ်ဆိုရင်အလှပန်းတွေကကြည့်လို့မဆုံးနိုင်တော့လောကမှာအလှပန်းတွေရှိတယ်ဘဝရထားတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲတဏှာဘဝထဲမှာလှပတဲ့ပန်းဥယျာဉ်ကြီးတစ်ခုတည်းရောက်တယ်လို့ရွေးချယ်စရာတွေနဲ့ကြုံတွေ့နေကြတာရွေးချယ်နေကြတာပဲလူဘဝဟာပန်းဥယျာဉ်ကြီးတစ်ခုနဲ့လာသရံတူတယ်ပန်းမျိုးစုံနဲ့ပန်းဥယျာဉ်ကြီးနဲ့တူတယ်လို့တင်စားပြီးဟောထားတဲ့တရားဒါနော်ပုပ္ပာနိဆိုတာပန်းနေပစိနန္ဒဆိုတာကိုကြိုက်တဲ့ပန်းလေးရွေးချယ်ပြီးတော့ခူးတာပန်းတွေကိုရွေးချယ်တယ်ဆွတ်ခူးတယ်အဲ့ဒီပန်းတွေရွေးချယ်ဆွတ်ခူးနေသလိုလူတွေဟာနေ့စဉ်နဲ့အမျှအာယုံ6ပါးကိုနှစ်သက်ရာတွေကိုရွေးချယ်ပြီးတော့ခံစားနေကြတာဒါသဘာဝပဲမျက်စိကလှတဲ့ပတဲ့ရှုခင်းနေသို့မဟုတ်ကိုမျက်နှိုးတဲ့အရာတွေကြည့်တယ်ရွေးချယ်တယ်မြင်ကွင်းထဲမှာရောက်လာတဲ့ဟာနောက်ဆုံးမှလူချင်းလဲသူကလှတယ်သူကမလှဘူးရွေးချယ်နေတာပဲလေ
အတန်ကြတော့လည်းပဲဘယ်သူကတချင်းဆိုကောင်းတယ်ဘယ်သူကအတန်ကောင်းတယ်ဆိုအတန်ရွေးချယ်ရပြန်အနံ့ကြတော့လည်းဘယ်အနံ့လေးကမှုေးတယ်ဘယ်အနံ့ကသင်းတယ်နဲ့ရွေးချယ်တာပဲလေအရသာဆိုလည်းပိုးရွေးချယ်ကြတယ်ဗမာထမင်းဟင်းနဲ့မကဘူးနော်ကိုရီးယားထမင်းဟင်းနဲ့ဂျပန်ထမင်းဟင်းနဲ့အရသာတွေရွေးချယ်ကြတာပြောပါတယ်အတိနာမျိုးစုံရတာမျိုးစုံရွေးချယ်နေကြတာပန်းဝိရင်ထဲမှာပန်းနေလိုက်ခူးနေတာနဲ့မတူဘူးလားလို့ဆိုတူးနေတယ်လူလောကမှာရွေးချယ်နေကြတာလေစူပါမားကတ်ကြီးတွေဝင်သွားရင်လိုချင်တဲ့ပစ္စည်းတွေပြည့်အထက်ဆိုင်တန်းဝင်သွားရင်အထက်ဆိုင်တွေထဲတွေတွေ့မှာပဲအဲ့လိုမားကတ်ကြီးတစ်ခုတိုင်းရောက်သွားတဲ့အခါမှာရွေးချယ်စရာတွေကိုလိုက်ပြီးတော့ရွေးချယ်လို့ဒါလေးကလည်းကောင်းလိုက်တာဟိုကလေးကလည်းကောင်းလိုက်တာနဲ့ရွေးနေမှာပဲရွေးလို့အမရဘူးကာမဂုဏ်အာယုန်တွေကိုဒီလိုပဲရွေးချယ်ပြီးတော့ရွေးရင်ချယ်ရင်နဲ့ပဲဘဝမှာနော်အဆုံးသတ်သွားကြတာဟုတ်လူဘဝမှာစဉ်းစားကြည့်ဖို့ရွေးချယ်လို့ပြီးသလားဆိုမပြီးဘူးတခဏရန်နာတာကိုအပြီးလို့ပြောလို့မရဘူးနော်အေးရွေးချယ်မှုကရှိနေမှာပဲအဲ့ဒါကိုဥပမာနဲ့မြတ်စွာဘုရားဟောတာပုပ္ပာနိဟေဝပုပ္ပာနိဟိပုပ္ပာနိဧဝပစိနန္တံပန်းတွေကိုရွေးချယ်နေသလိုပဲတဲ့ကာမဂုဏ်အာယုန်တွေကိုလူတွေဟာရွေးချယ်နေကြတယ်ရွေးချယ်တာမှစိတ်အားတက်ပြီးတော့တကယ်ကိုမျက်မျက်နှုံနှုံရွေးချယ်တာဖြစ်သောကြောင့်ဗျာတတ္တမာနတဗျာတတ္တဆိုတာတခုတည်းနဲ့ကြိုက်တာမဟုတ်ဒါလေးလည်းကြိုက်တယ်ဟိုဟာလေးလည်းကြိုက်တယ်နော်ဒီအစဉ်လေးကလည်းပိုကြိုက်တယ်ဟိုအစဉ်လေးကလည်းပိုကြိုက်တယ်ဒါဟင်းစားရတောင်တစ်ခွက်တည်းဘယ်သူမှမစားဘူးလေဒီဟင်းလေးကလည်းကောင်းတယ်ဟိုဟင်းလေးကလည်းကောင်းအချိုလေးပါတော့အငံလေးလည်းပါအောင်ပါအခါလေးလည်းပါအောင်ပါဆိုလူတွေဟာတစ်ခုနဲ့ရှင်းတတ်နိုင်တာမဟုတ်ဘူးရွေးချယ်အဲ့ဒါကိုဗျာတတ္တလို့ခေါ်တယ်ဟိုဟာလည်းလက်မလွတ်နိုင်ဘူးဒါလည်းလက်မလွတ်နိုင်ဘူးအကောင်းတွေအကုန်မှန်သမျှကြိုက်တယ်အဲ့ဒီလိုအကောင်းတွေခြိုက်ပြီးကောင်းလို့ရရွေးချယ်နေတုံးပြုံးငနဲ့ဘာဖြစ်တတ်လဲအဋိတံယေဝကာမေတုကိုလူချင်းစရာအာယုန်တွေကိုနော်ရယူလို့ခံစားလို့ရွေးချယ်လို့မပြီးခင်မှာဘာဖြစ်လဲအန္တကောခုရုတေဝတံတေမင်းကကိုယ်ခေါ်သွားတယ်ဒါလူဘဝတတ္တလောကကြီးရဲ့ဘဝတစ်ခုကိုသေယုတ်ဖော်ပြီးတော့ဟောထားတာဖြစ်တယ်လူတွေကကာမဂုဏ်အာယုန်တွေကိုရွေးချယ်ခံစားလို့အာမရခင်ပဲသွားကြပြန်ပြီဒီလိုဆိုလို့ရပေါ့နော်သွားကြတယ်ဘာနဲ့သွားတာလဲအဆီရင်နဲ့လည်းသွားတယ်ယောဂနဲ့လည်းသွားတယ်လောကမှာတေးစရာအကြောင်းအရာတွေကအလုံးကိုပေါ်တာတစ်ခုပေါ်လာလိုက်ရင်တစ်ခုပေါ်တယ်ကားမရှိခင်ကကားတိုက်လို့သေးတယ်ဆိုတာမရှိဘူးခုကားပေါ်လာတော့ကားတိုက်လို့လိမ်မြန်မရှိခင်ကလိမ်မြန်ပြက်ကြလို့သေးတယ်ဆိုတာမရှိဘူးခုလိမ်မြန်ရှိတာတော့လိမ်မြန်ပြက်ကြလို့သေးပေါ်လာတာတွေအလုံးဟာတေးစရာတွေကြီးပဲအကုန်လုံးဖြစ်လာတယ်လူတွေအတွက်အသက်ဆုံးရှုံးမှုရာတွေဖြစ်လာတယ်ပေါ့နော်အေးတိုင်းပြည်ကြီးတွေမရှိခင်တော့ကမိလောင်လို့တရားတယ်ဆိုတာလွန်ရှားလိုက်မယ်မြေကြီးပေါ်ကတ်နေတာပြေးဖို့လွှားဖို့လွယ်တယ်တိုင်းပြည်ကြီးတွေကျတော့ဆင်းပြေလို့မရဘူးသိစရာများလားသိကျင်တဲ့ပုဂ္ဂိုလ်ထက်ကလည်းပဲအမြင့်ကနေခုံချလို့လွယ်လာပြန်တရားတွေမရှိခင်ကတရားပေါ်အခုံချတာတော့မရှိဘူးရေကဘာကခုံရင်ခုံမဲ့သူတရားတွေရှိလာတော့တရားပေါ်အခုံချတယ်ဆိုတော့သိစရာတွေကကြမ်းဖန်ပြီးတော့လုံလောကမှာပေါ်လာဘဝတစ်ခုကိုဆုံးတတ်တဲ့သိခြင်းတရားကိုအန္တကောလို့ခေါ်တယ်အန္တံကရောတိတိအန္တကောဘဝတစ်ခုကိုဆုံးတတ်တာအဲ့ဒီအဆုံးတတ်တဲ့သိမင်းကလူတွေကိုခေါ်ယူသွားလိုက်တယ်လို့သူတို့ဆိုတော့ပေါ့နော်အဲ့တော့မြတ်စွာဘုရားဟောကြားလို့ရင်အဆုံးမစကားလေးကဘာတော့ကာမဂုဏ်အာယုန်တွေပန်းဥယျာဉ်နဲ့သွားပြီးပန်းမွင့်လေးတွေရွေးချယ်နေတုံးပဲကာမဂုဏ်ရွေးချယ်နေသလိုကာမဂုဏ်အာယုန်တွေကိုရွေးချယ်ပြီးတော့ခ
ခံစားလို့မဝတဲ့အချိန်လေးမှာအားရတယ်လို့မရှိဘူးအားမရခင်လေးမှာသေမင်းကကိုခေါ်သွားတယ်တရားဝါဒီကိုခေါ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောအဲ့တော့ဘဝကြီးဟာဒီတိုင်းပဲကိုယ့်ကိုဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်ဘယ်နေ့သိမယ်မသိဘူးဆိုတာဘယ်သူမှသိလို့မရဘူးသိခြင်းနဲ့ချက်ချင်းနော်သိခြင်းနဲ့ချက်ချင်းဒီရန်ကုန်မှာထမရဲ့ယနေ့ခါတော့ကဖြစ်သွားတယ်တာမိ2ယောက်သမီးလေးကအောက်ဆင်းပြီးရှေ့ကစီးရကနေနောက်အမေဘက်ကိုသွားမလို့ကားပေါ်ကနေဆင်းလိုက်နောက်ကားတစ်စီးကမောင်းပြီးတော့ပါသွားလေကပ်ပြီးတော့ကားပေါ်ကဆင်းငါရှိသေးတယ်အဲ့ဒါကားတိုက်ပြီးတည်သွားတယ်ပြောလို့ဘယ်ဟာမှမရနိုင်ဘူးပေါ့ချက်ချင်းဘဝအဆုံးသတ်သွားကြတယ်အဲ့ဒီလိုပဲကိုမျောလင့်တာမဟုတ်ဘဲနဲ့လည်းပဲဆုံးသတ်သွားတယ်မျောလင့်ထားတဲ့ဝေဒနာနဲ့လည်းသိချင်မှသိတယ်လောကမှာဘယ်လိုသိမယ်ဆိုတာဘယ်သူမှသတ်မှတ်ထားလို့မရဘူးသတ်မှတ်လို့မရတဲ့အရာ5မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်စီဝိတမင်းအသက်ဘယ်လောက်ရှင်မယ်ဘယ်လောက်နေရမယ်ဆိုတာသတ်မှတ်ချက်မရှိဘူးဖြာတိဘာယောကနဲ့သိမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးကာလဘယ်ချိန်သိမယ်ဘယ်ခုနှစ်ဘယ်နှစ်ဘယ်လမှာသိမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးသိသွားပြန်တော့ရောကိုယ့်ရဲ့အလောင်းကိုဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလည်းသတ်မှတ်ချက်မရှိဘူးဟိုလိမ်ပြန်ပြက်ကြလို့သိသွားတဲ့လူတွေဟာလွမ်းသူပန်းခွေချတာတော့ပင်လယ်ထဲမှာပန်းကျဲရတဲ့အဆင့်မျိုးတွေလည်းရောက်တာလေဘယ်ရောက်လို့ရောက်တော့မှမသိတာတွေလည်းရှိတယ်အဲ့တော့ကိုယ်အလောင်းဘယ်မှာချမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးနောက်ဆုံးမှသိပြီးတော့နောက်ဘဝဘယ်ဘဝရောက်မယ်ဆိုတာလည်းသတ်မှတ်ချက်မရှိဘူးအဲ့ဟာသတ်မှတ်ချက်မရှိမသိနိုင်တဲ့အရာ5မျိုးလို့ဆိုလို့ရပေါ့ဒါကြောင့်မို့မသိနိုင်တဲ့အတွက်ကြောင့်မသိနိုင်ဘူးဆိုတာကြွတင်သတ်မှတ်ပြီးတော့ထိပ်ပေးထားလို့မရတဲ့အရာတွေလို့ဆိုလို့ရပေါ့အဲ့တော့မိမိတို့ကိုယ်တိုင်ဟာ ever ready အစဉ်ထာဝရရှိနေရမယ်ကောင်းတဲ့ဘက်ကနေပြီးတော့ထာဝရ ready ဖြစ်နေရကိုယ့်ရဲ့အတွေးတွေမှန်ကန်တဲ့အတွေးနဲ့အချိန်မီကိုယ်ဟာအစဉ်သင်ဖြစ်နေတဲ့ပုံစံမျိုးစိတ်ကိုထိမ့်သိမ်းဆော့ရှော့အောင်မယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ဒီဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားဟောလိုက်တာအေးပန်းအလှတွေကိုရွေးချယ်နေတဲ့တမက်တမောကြီးပန်းအလှတွေကိုရွေးချယ်နေတဲ့ပုဂ္ဂိုလ်လိုပဲကာမဂုဏ်အာယုန်တွေကိုကိုယ်စိတ်တိုင်းကြရွေးချယ်ခံစားနေလို့အာမရခင်မှာပဲသေမင်းကခေါ်သွားတယ်ဆိုတဲ့ဒီစဉ်းစားရမယ့်အချက်ကလေးတစ်ခုမြတ်စွာဘုရားသင်္ကန်းစာပေးပြီးတော့ဟောတာလက်တွေ့အနေနဲ့ဟောလိုက်တာဘာကိစ္စနဲ့ဘာကိုအကြောင်းပြုဟောတာတုံးဆိုတော့တာဝတိမြို့မှာတန်ဃာတွေကိုအမြဲတမ်းဝကြည့်ဝငယ်ပြုပြီးနေ့စဉ်နဲ့အမျှတန်ဃာတွေဆုံးဖုံးပေးတဲ့ဇရက်မှာဝေယဝိဆဆောင်ရတဲ့အမျိုးသမီးတစ်ယောက်အခုလိုနေ့မှာဝေယဝိဆတွေဆောင်ရွက်ပြီးနောက်တစ်ရက်ကျတော့ဝေယဝိဆဆောင်ရွက်တဲ့စီသူရောက်မလာဘူးရောက်မလာတော့ဩဒီနေ့စဉ်ဝေယဝိဆလုပ်တဲ့မျိုးသမီးပဲရောက်သွားတော့ဆိုရင်လူတွေကပြောကြတယ်အရှင်ဘုရားတို့မနေ့ကသူလှုပ်ကြိုက်ပြီးညနေမှာရုတ်တရက်နေမကောင်းပြီးဆုံးသွားတယ်ရုတ်တရက်နေမကောင်းပြီးဆုံးသွားတယ်ရုတ်တရက်ယောဂလည်းဆုံးသွားတယ်ဘယ်လာတော့မှတော့မရလို့လျှောက်တော့ယဟန်နေစိတ်မကောင်းဖြစ်ပြီးမြတ်စွာဘုရားလျှောက်တဲ့အခါမှာမြတ်စွာဘုရားဒီဒေသနာလေးဟောတာသူဆိုတာကိုလုံးလို့အာမရခင်ပဲသွားတာပဲဘဝကိုယ်စဉ်းစားဖို့ရနော်အာမရခင်သွားမှာပဲအာရပြီဆိုတာတော့မရှိဘူးအာမရခင်သွားတာပဲလို့သူဆိုလို့အဲ့တော့သူ့အကြောင်းကဘယ်လိုဆက်လာလဲလို့ဆိုရင်အဲ့ဒီမျိုးသမီးတွေကနတ်သမီးဘဝကလူဖြစ်လာတာတာဝရိန္ဒနတ်ပြည်မှာ
မာလပါရီဆိုတဲ့နတ်သားတယောက်ကသူ့ရဲ့ခြံရနတ်သမီး1000ရှိတယ်တာဝရိသနတ်ပြည်မှာပန်းဥယျာဉ်ကြီးကပန်းနေပွင့်နေတဲ့အခါမှာအပျော်အနေနဲ့လှုပ်ကြတာပေါ့နော်ကစားတဲ့သဘောပဲအပျော်အနေနဲ့လှုပ်ကြနတ်သမီး900အသစ်ပင်မော်တက်ပန်းခူးအောက်ချအောက်ကနတ်သမီး900ပန်းကုန်းကုန်းပြီးတော့ပန်းကုန်းနဲ့အလှဆင်ပေးနေကြတယ်အဲ့ဒီချိန်မှာသစ်ပင်မော်တက်ပြီးပန်းခူးတဲ့ထဲကနတ်သမီးတူဟာဖြုတ်ဆိုရုတ်တရက်ကွယ်လွန်သွားတယ်နေစာရောက်သွားတက်တန်းစေနတ်တွေသေးတယ်ဆိုတာအလောင်းကြံရစ်တာမဟုတ်ဘူးမိတော့ကလေးငြိမ်းသွားသလိုဝုတ်ဆိုပျောက်သွားတာဘာကြောင့်အဲ့လိုငြိမ်းတာတော့ဆိုသူတို့ခန္ဓာကကမ္မစာယုတ်တွေကများတယ်ဥဒုဇအာဟာရဇယုတ်ကနည်းနည်းပါးပါးလေးပဲရှိအကောင်ထဲမရှိတော့နော်အကောင်ထဲမရှိဘူးဘာနဲ့ဥပမာတူတော့ဆိုရင်ဒီဖယောင်းဟာအရေးပြောသွားပြီးမိလောင်တိုင်းဘာမှမရှိတော့သလိုပေါ့နော်မိလောင်လွယ်တဲ့ပစ္စည်းတစ်ခုကပြတောင်မကြံဘူးဘုတ်ဆိုလောင်သွားတဲ့သဘောမျိုးသူခန္ဓာကိုယ်ကအဲ့လိုတိမ်မွေးသည့်အတွက်ကြောင့်သိခြင်းတရားနဲ့ကြုံလိုက်တဲ့အခါဟုတ်ခနဲ့မိတော့ကလေးငြိမ်းသွားတယ်လို့သိသွားတာသိသွားပြီးအဲ့ဒီလူပြည့်သွားပြီးလူသွားဖြစ်တယ်ဖြစ်လိုက်တာနဲ့ तू ဘယ်ကလာတယ်ဆိုတာ तू မှတ်မိနေလူများဟာသေသွားလို့ရှိရင် तू ကသေတဲ့လူတွေဟာတော်တော်များများဆိုတာဟိုဥပပပဋိသရေလို့ခေါ်တဲ့ချက်ချင်းပြန်မွေးတဲ့ပဋိသရေမျိုးဆိုရင် तू ဘယ်လာတယ်ဆိုတာသိတယ်အဲ့တော့လူဘဝရောက်တယ်ဆိုတော့ကိုလနေဆယ်လက်ဖွားစွာလို့မိခင်ဝမ်းထဲမှာနေရထိုင်ရတဲ့အခါမှာအဲ့ဒီချိန်မှာတတိတွေမေ့သွားတယ်။ဘာလို့လဲဆိုရင်အမောင်တိုက်ခန်းကြီးထဲမှာလှောင်ပိတ်ထားလိုက်တဲ့အနေအထားမျိုးလိုဖြစ်သွား။သေလိုက်တဲ့အချိန်မှာအမောင်ဝမ်းထဲရောက်သွားပြီးတော့ဘာမှမမြင်ရတော့ဘဝနဲ့ဆက်ဆက်ပြတ်ပြီးတော့အဲ့ဒီလိုနေရတဲ့အချိန်က9လ10လ9လကြီးဆိုသူကပြတ်သွားတယ်။သို့တော့မွေးဖွားလာလို့အလင်းပြန်ရလိုက်တာနဲ့တပြိုင်နက်အဲ့ရကနိုးလာတယ်လို့သူပဲဘဝလာတယ်ဆိုတာပြန်တတိရတာကိုဇာတိတ်တရာလို့ခေါ်တယ်။အဲ့ဒါကိုဗမာပြည်မှာတော့လူဝင်စားလို့ပြောကြတယ်။ခါတဲ့လူဝင်စားတိုင်းတော့ပြန်တတိမရဘူးနော်။သူကပြန်ပြီးတော့တတိရတယ်။သူပဲရလာတာလဲဆိုတာကိုပြန်ပြီးတော့တတိရလိုက်တယ်။အဲ့ရကနိုးထတယ်လို့သူကနတ်သမီးဘဝသေးလာတယ်ဆိုတာမှတ်ရတယ်။ခေါင်းထဲမှာအကုန်လုံးပေါ်လာတယ်ပေါ်လာတဲ့အခါမှာသူသိတတ်တဲ့အရွယ်အားစပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်ပြီးရင်အဲ့ဒီကိုပဲပြန်သွားခြင်းနဲ့စိတ်ကအဲ့ဒီကိုပဲပြန်သွားဖို့ဆုတောင်းတယ်ကုသိုလ်ကောင်းမှုတွေကြိုးစားလုပ်တယ်ငယ်စဉ်ကတည်းကကြိုးစားလုပ်ရင်းကနေအသက်အရွယ်ရောက်လာတဲ့အခါလူဘဝရောက်တော့လေအိမ်အောင်ကြတယ်ပေါ့အိမ်အောင်ကြပြီးအိမ်အောင်နဲ့ကလေး၄ယောက်ရသည့်ထီအောင်အသက်အရွယ်တော့မဖော်ပြဘူးကလေး၄ယောက်ရပြီးသူဟာတရားရမ်းမှာဆိုတော့အသက်တရားနှီးပါလူလောကမှာနေသွားပြီအဖွားကြီးဖြစ်သွားမှာပေါ့လေအဲ့ဒါလို့မိသားစုဘဝနဲ့နေသွားနေသမျှကုသိုလ်ကောင်းမှုတွေလှုပ်တိုင်းသူကအတိတ်ဘဝအတိုင်းပဲပြန်ဖြစ်ချင်တယ်ဆုတောင်းတယ်နှုတ်ကနေဖွင့်ပြီးတော့ဆုတောင်းတယ်အဲ့ဒါလို့ဆုတောင်းပြီးရုတ်တရက်သေဆုံးသွားတဲ့အခါကျတော့သူဟာအဲ့ဒီနတ်ပြည်ပဲပြန်ရောက်ပြီးသူပန်းခူးတဲ့နေရာမှာပဲပြန်ရောက်သွားဘွားကနေပေါ်လာတဲ့အခါကျတော့မာလဘာရိနတ်သားမေးတယ်ခုနဘယ်သွားလိုက်တာလဲခုနတော့ပျောက်သွားတယ်မြင်ခွင့်ဘယ်သွားတာတော့ဆိုသူသေသွားတာတဲ့သေပြီးလူပြေရောက်သွားတယ်လူပြေရောက်ပြီးတော့တဲ့အိမ်တော်ရင်သားကြပြီးတော့ကလေး၄ယောက်ဖွားပြီးအသက်အရွယ်ကြီးလို့ကြီးတဲ့အရွယ်မှာသူသေဆုံးလာခဲ့တယ်လို့သူပြောတယ်အဲ့တော့နတ်သားမေးတာဟဲ့လူတွေဟာဒီလောက်ထိအသက်တိုလားဆိုတိုတာပေါ့တဲ့လူတွေကဒီလောက်ပဲအသက်ရှိတယ်အဲ့တော့စဉ်းစားကြည့်နေလူပြေမှာအနှစ်တရာသည်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်သူကအသက်တရာမနေရသေးဘူးဆိုရင်တခဏလေးလောက်ပဲရှိမှာပေါ့အနှစ်တရာမှာဟိုကတရက်ဆိုအဲ့ဒီအတွင်းမှာပဲသိဆုံးသွားဒ
ဒါဖြင့်လူတွေဟာပြောနိုင်ကြရလားဆိုမလေးမအိုတော့မဲ့ပုံမသေးတော့မဲ့ပုံလူတွေဟာပြောနေကြတယ်တဲ့ဒါစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မယုံနိုင်စရာလို့ပြောကောင်းပြောနိုင်တော့လည်းပဲစဉ်းစားကြည့်လေချင်းကလေးတွေဖြုတ်ကလေးတွေရဲ့တက်တံဘယ်လောက်ကြာအမှန်တမ်းနဲ့တိုးတဲ့လူတွေနဲ့ဆိုင်ကြောင်ကလေးတွေခွေးလေးတွေဆိုလဲအမှန်တမ်းတိုးထောင်ရတယ်အဲ့တော့အသက်တူတယ်ဆိုတာလူတွေနဲ့တိရစ္ဆာန်တွေနဲ့အသက်ကဒါကွာခြားအဲ့ဒါလိုပဲနတ်တွေနဲ့လူတွေလည်းပဲဒါကွာခြားတော့တခဏအတွင်းလေးမှာလူဘဝဖြစ်ပြီးတခဏအတွင်းလေးပြန်သိလာတယ်ဆိုတဲ့အထိပ္ပယ်ရောက်တယ်ပေါ့နတ်တွေအဲ့ဒီဇလန်းလေးမှာယဟန်တွေကဒီမျိုးသမီးမနေ့တုန်းကမနေ့တုန်းကမှတန်ဃာရဲ့ဝေယဝိဆာလုံနေတယ်နောက်တည့်ကျတော့သူမရှိတော့ဘူးလို့ကြားတယ်ဘဝဆိုတာတူတော်လှကြီးလားမြန်လှကြီးလားလို့ဆိုတဲ့အကြောင်းကိုအကြောင်းပြုပြီးမြတ်စွာဘုရားဒါဟောတာဒီကတာလေးဘဝသင်္ကန်းတော့ပေးတယ်ပုဗ္ဗာနိဟေဝပစိနန္တံဗျာတတ္တမာနတံနရံတမက်တမောစိတ်ဓာတ်ကိုဆွဲဆွဲမဲ့မဲ့နဲ့ပန်းဝိရင်ကပန်းတွေကိုရှားပွေနေတယ်လို့ရှားပွေပြီးတော့ရွေးချယ်နေတယ်လို့ကာမဂုဏ်အာယုန်တွေကိုရွေးချယ်လို့ခံစားလို့အာမရခင်မှာပဲအဋိတံယေဝကာမေတုအာမရခင်မှာပဲခံစားနေတဲ့ပုဂ္ဂိုလ်အနကောခုရုတေဝတံသေမင်းကသူ့အလိုတိုင်းဆောင်ယူသွားတယ်ဆိုတဲ့ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟောတာဖြစ်လို့ဒီဒေသနာတော်မှာကိုယ့်အတွက်ဘဝသင်္ကန်းစာဘာယူရမှာလဲလို့ဆိုရင်တို့တွေဟာလူသက်တမ်းဘယ်တော့မှထာဝရမဟုတ်ဘူးအမှန်တန်တို့တောင်းတဲ့သက်တမ်းလေးအတွင်းမှာတို့တွေကောင်းတာတွေမလုပ်လိုက်ရလို့ရှိရင်တန်ဖိုးရမှာမဟုတ်ဘူးကာမဂုဏ်အာယုန်နေတဲ့မမောနေပြီးတဏှာရာဂတွေနဲ့ပဲအချိန်ကုန်နေမယ်ဆိုရင်တို့တွေဘာတစ်ခုမှအများရမှာမဟုတ်ဘူးကုသိုလ်တရားတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတဲ့အသိစိတ်ကလေးဝင်ပြီးတော့ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်အောင်မြတ်စွာဘုရားသွန်သင်ဆုံးမပေးတာပဲဖြစ်တယ်ဒါကမြတ်စွာဘုရားဟောတဲ့ထေသနာတော်တစ်ပုဒ်ပေါ့နော်နောက်ထေသနာတော်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ယထာပိဗမရောပုပ္ပံဝဏခန္ဓမဟိတယပလေတိရတမာရယဧဝံဂာမိမုနိစရိဒါဟာကယဟန်တန်ဃာတွေကိုအထီးသဖြင့်ဆုံးမတဲ့ဂါထာလေးပဲအဆုံးမတဲ့ဒေသနာဘုန်းကြီးဆိုတာတဲ့ဒီတရားဓမ္မတွေနဲ့ဆက်ဆံတဲ့အခါမှာတရားဓမ္မတွေရဲ့တရားတရားစီစဉ်ဥစ္စာဒါတွေပျက်စီးခြင်းမရှိအောင်ဒီပြားပထုံနမူနာယူပြီးတော့ဆက်ဆံနေထိုင်ရမယ်ဆိုတဲ့သင်္ကန်းစာပေးတဲ့အနေနဲ့ပြားပထုံရဲ့ကျင့်ထုံးကိုလိုက်နိုင်ရမယ်လို့ပြားပထုံကျင့်ထုံးကဘာလဲလို့ဆိုလို့ရှိရင်ပြားပထုံနေဟာပန်းမွင်ကဝိရီကိုစုပ်တဲ့အခါမှာသူတို့စုပ်သည့်အတွက်ကြောင့်ပန်းပွဲဟာပျက်စီးသွားတာမရှိဘူးအရေးလေးပဲသူတို့ယူတယ်နော်ချိုမွေးတဲ့ပန်းမွင်တဲ့ဝိရီလေးကိုသာသူတို့စုပ်ယူတာဖြစ်တယ်အပွင့်ကိုလည်းမထိခိုက်စေဘူးဝုံမုံတွေကိုလည်းမထိခိုက်စေဘူးအားလုံးဟာသူစုပ်သွားသည့်အတွက်ကြောင့်ဒီပန်းမွင်ကြီးကပျက်စီးသွားတယ်လို့မရှိဘူးအဲ့ဒါလိုပဲယဟန်တန်ဃာတွေဟာတရားဓမ္မထံကပစ္စည်းဥစ္စာပစ္စည်းလေးပါးကိုအမိပြုပြီးယဟန်ဘဝနေရတဲ့အခါမှာပြားပရုံးရဲ့ကျင့်ထုံးတိုင်းလိုက်နာကျင့်သုံးရမယ်လို့မြတ်စွာဘုရားဟောတယ်နော်ဘုသူရဲ့ပစ္စည်းဥစ္စာကိုမှဆိုတော့ပစ္စည်းဥစ္စာဆိုတာတနေ့စောလေးတစ်စုံလောင်းတာနဲ့ဘယ်သူမှမွဲတော့တာမရှိဘူးဒီလိုဆိုလို့ရပေါ့ကိုယ်စားတဲ့တည်းကတစ်လုံးတစ်စုံလောင်းတာနဲ့ဆင်းရဲဒုက္ခရောက်သွားတယ်ဆိုတာမရှိဘူးအဲ့ဒါလို့ဆွမ်းခံစားတဲ့ယဟန်တွေဟာအခုလိုပဲတအိမ်တစ်စုံရတဲ့ဆွမ်းလေးနဲ့ကျင့်တတ်မယ်ဆိုရင်တရားဓမ္မတွေရဲ့စီးပွားဥစ္စာလည်းမထိခိုက်ဘူး
သူတို့ရဲ့တရားတရားကိုလည်းမပြည့်စည်စေဘူးဆိုပြီးတော့ယဟန်တန်ဃာတွေလိုက်နာကျင့်သုံးမှုပြပရုံးရဲ့ထုံးနည်းကိုနမူနာယူပြီးကျင့်သုံးမှုဟောကြားတဲ့စကားပဲဖြစ်တယ်ပေါ့အဲ့ဒါကဘသူ့ကိုအကြောင်းပြုဟောတာတော့လို့ဆိုရှင်မမောဂလမထေမြတ်နဲ့ပတ်သက်ပြီးတော့ဒီရာဇဂုဏကတက်ကာရတိုင်းဆိုတဲ့ဏိကုံးဆိုတဲ့ရွာကြီးတရားရှိတယ်အဲ့ဒီရွာကြီးမှာအလွန်ကိုနှမျောတဲ့တထေးတယောက်ရှိတယ်နှမျောတယ်ဆိုတာဘယ်သူမှမတရာဘူးနော်ဘယ်သူမှမတရာလောက်အောင်သူ့ကိုယ်သူတောင်သူ့ဘိုက်တောင်သူမတရာအောင်နှမျောတဲ့လူရှိသေးတယ်တချို့ကိုတော့စားတယ်သူများမပေးတာဒါတစ်မျိုးနော်ကိုတောင်မစားရအောင်နှမျောတဲ့လူကလည်းရှိသေးတယ်နော်လောကမှာအဲ့ဒီလူသူကကောတိယဆိုတဲ့တထေးဟာအလုံးကိုနှမျောလုံးတို့သူ့ကိုမစ္စရိယကောတိယလို့နာမည်ပေးထားဖြစ်တယ်သူနှမျောလိုက်ပုံဇလန်းလေးအကျဉ်းချုပ်ပြောရမယ်ဆိုရင်သူဟာမြို့ရဲသွားလိုက်ရင်ကနေပြီးတော့လမ်းဘေးမှာဒီအိုးကင်းနဲ့ကြော်တဲ့မုံကလေးကိုမေးရှက်ရစားပြီးတော့နေတဲ့ဆင်းရဲသားတယောက်ကိုကြည့်ပြီးတော့သူကအိုးကင်းကြော်မုံလေးစားချင်တာမှတော်တော်ကိုစားချင်တာစားချင်ကိုယ်ပဲဆန်ရှိနေဝယ်စားလိုက်ပါလားဆိုမဟုတ်ဘူးသူကတွေးတယ်ဒီမုံငါစားရင်ကျန်တဲ့လူတွေကလည်းသူတို့လည်းစားချင်တယ်ဆိုပြီးဝိုင်းစားကြမှာအဲ့တော့ပတ်စံနေကုန်လိမ့်မယ်မစားဘူးငါစားရင်အကုန်စားကြမှာအဲ့တော့ငါလည်းမစားဘူးအောက်နေမယ်အောက်ရင်နဲ့ဘေးလုံးကြီးဖြစ်လာတဲ့နဲ့တူပါတယ်ကြည့်ရနော်အောက်နာကြတော့မအောက်နိုင်တဲ့အခါကျတော့အိတ်မပြောစားမဝင်ဖြစ်လာနေတိုင်းမကောင်းတဲ့အခါကျတော့တထေးတော်ကြီးကချင်းကပ်ပြီးတော့မေးတယ်ဘာဖြစ်လို့လဲဘာယောဂဖြစ်နေလဲနေမကောင်းဘူးလားလို့ဆိုဘာယောဂမှလည်းဟိုဒီဘက်ဒီဆန်းလို့ရမှာမဟုတ်ဘူးသူကအောင့်နေတဲ့ယောဂပဲစားခြင်းအတန်းနဲ့မစားရတဲ့အောင့်ဤနေရတဲ့ယောဂနောက်ဆုံးကျတော့တထေးတော်ကြီးမေးပါများတဲ့အခါကျတော့သူကပြောတယ်အိုးကင်းမုံနေစားခြင်းနာအဲ့ဒါကြောင့်မလို့ဒါလေးမစားရလို့လူဟာမကြမ်းမဖြစ်တယ်အဲ့ဒီလိုမကြမ်းမဖြစ်အမလေးမုံများခဲနာလိုက်လို့ပဲစနေရှိနေပဲကြော်လိုက်မယ်တမျိုးလုံးတနေ့တရွာလုံးစားလောက်အောင်သူကြော်မယ်ဆိုတော့မင်းကြံတဲ့လူတွေဘာလုပ်ဖို့လဲကွာငါပတ်စံနေလည်းငါကုန်မှာကြံတဲ့လူတွေအတွက်ဒါဖြင့်ဒီလမ်းတဲ့လူတွေအကုန်ကျွေးဖို့ကြော်မယ်ဆိုတော့လမ်းတဲ့လူတွေသူ့ဘာသူလောက်ကင်စားတော့တာဘာလို့အကုန်ခံရမလဲဒါဆိုရင်အိမ်သူအိမ်သားတွေအတွက်လောက်အောင်ကြော်လိုက်မယ်ဒီမုံကိုကိုလုံးမယ်ဆိုအိမ်သူအိမ်သားတွေနေပါစေဒါဖြင့်ရှင်နဲ့ကျမနှစ်ယောက်စားအောင်တော့မင်းကဘာလုပ်ဖို့လဲနှမျောပုံကအဲ့ဒီတယောက်သူတယောက်တည်းပဲစားမယ်ပေါ့မင်းကဘာလုပ်ဖို့လဲပေါ့အဲ့ဒါလို့ပြောတော့ဒါဆိုလို့ရှင်လည်းကဲရှင်တယောက်တည်းအတွက်ကျွေးမယ်ဆိုပြီးတော့ထောပတ်တို့ပြာရည်တို့မုံညက်တို့အဲ့ဒါတွေရှူပြီးတော့အေးငါတို့ကြော်စားရမြင်ကျန်တဲ့လူတွေအသေးကြလိုက်ပဲဘယ်သူမှမမြင်တဲ့နေရာဟိုတိုက်ခုနှစ်ထပ်ပေါ်တက်ပြီးကြော်မယ်ပေါ့ကြော်မယ်ပစ္စည်းတွေယူပြီးတော့တထေးတော်ကြီးတက်သွားတဲ့အခါတထေးကြီးကနောက်ကနေလိုက်သွားတကားတွေအကုန်ချက်ထိုးအပေါ်တက်တကားတွေအကုန်ချက်ထိုးပြီးအပေါ်တက်ပြီးတော့ကြော်တယ်နော်အဲ့ဒါလို့ကြောနေကရှိသေးတယ်မုံတစ်ချက်လည်းရရောဘွားကနေရှင်မောကလန်ကအဲ့ဒီကောင်းကင်ဆွမ်းခံလာတာနဲ့သွားတွေ့ဟောဒီလူတွေ့မှကြောက်လို့မှကောင်းကင်တက်အိမ်မိုးပေါ်တက်ကြော်မှဒီကိုယ်တော်ဟာပေါ့ပေါ့ရှာရှာရောက်လာတယ်ဆိုပြီးတော့အရှင်ဘုရားဘလောက်တကုံးနဲ့လာတပည့်တော်မလှူနိုင်ဘူးလို့ပြောရှင်ဘုရားတတ်နိုင်လို့ဒီနာဈဉ္ညာလျှောက်လန်းသလားပြလည်းမလှူဘူးဆိုရှင်မောကလန်ဈဉ္ညာလျှောက်ပြတယ်အဲ့လိုမဟုတ်ရှင်ဘုရားတင်မြင်ခွေပြီးတော့စောင့်နေလည်းမလှူဘူးလို့ဆိုတင်မြင်ခွေစောင့်နောက်ဆုံးမှရှင်ဘုရားအခန်းထဲဝင်နေလဲတပည့်တော်မလှူဘူးဆိုရှင်မောကလန်အခန်းထဲနေပြတယ်အဲ့ဒါလို့နဲ့နေရင်ကနေပြီးတော့ तू ပြောတာတွေကဖြစ်လာအရှင်ဘုရားတဲ့
မိခိုးလုံးကြီးနဲ့တပည့်တော်ကိုမိခိုးတွေနဲ့တိုက်လဲကိုတော့လှူမှာမဟုတ်ဘူးလို့ပြောတာရှင်မောကလန်တကိုးနဲ့ဖန်ဆင်းလိုက်တော့အကုန်လုံးမိခိုးတွေလုံးသွားခုထိုင်းမှာဖြစ်နေသလိုနဲ့တူတယ်ချင်းအဲ့ဒီမိခိုးတွေလုံးမြန်တော့လဲကြာတော့မနေနိုင်ဘူးမီးနဲ့တိုက်လဲတော့မပြောရဘူးသူမီးလောက်မှကြောက်တယ်အဲ့ဒါတော့အဲ့လိုပြောတော့အရှင်ဘုရားတဲ့အရှင်ဘုရားလို့ချင်းဒီကိုတော့ဒုက္ခပေးလွန်အားကြီးတယ်မုန်းတစ်ချက်တော့လှူလိုက်စမ်းပါကဲသူကလည်းစားခြင်းပြီးမုန်းတစ်ချက်တော့လှူလိုက်စမ်းပါဆိုရှင်မောကလန်ကြော်ပြီးသားမုန်းတစ်ချက်ဆိုပြီးတော့အဲ့ဒီကြော်ထားတဲ့မုန်းတွေကနေပြီးတော့ဆွဲထုတ်လိုက်တဲ့အခါကျတော့အကုန်လုံးတစ်ခုတည်းကိုခွဲလို့မရဘူးတစ်ချက်ဆိုပြီးတော့ယူလိုက်တာအချက်တည်းအကုန်တွဲလိုက်လာတော့တထေးတော်ကြီးခွဲတယ်မရဘူးအဲ့ဒါသူကိုယ်တိုင်ခွဲမယ်ဆိုပြီးတော့အားနဲ့ယူပြီးတော့ခွဲပြန်တော့လေအဲ့မုံကခွဲလို့မရဘူးအချက်တည်းအကုန်တွဲအဲ့တော့ခွဲရင်နဲ့တထေးတော်ကြီးတစ်ဖက်ကကင်သူကတစ်ဖက်ကကင်ယုံအတင်းဆွဲခွာတာလူလဲချွေးတွေတန်နေနဲ့ဖြစ်ပြီးတော့ခါရပင်မန်းလာတဲ့အခါကျတော့စားကျင်တွေကလည်းကုံသွားပြီအဲ့ချာကဲမထူးပါဘူးဒီကိုတော့ဒုက္ခပေးတယ်အကုန်သာလှူလိုက်တော့လို့ဆိုဇလန်ကအဲ့လိုနော်ဓမ္မပဒထဲမှာပါတယ်ဇလန်ကအဲ့ဒီပုံစံပြတာကုံပဲလှူလိုက်တော့ဆိုပြီးတော့နောက်ဆုံးမှသူလဲလျှော့ပြီးရှင်မောကလန်ကိုအုံးနေလှူတော့ရှင်မောကလန်ကတရားစပြီးတော့ဟောတယ်မဟုတ်ဘူးလောကဆိုတာလူရတန်းရတယ်ကိုတယောက်တည်းဆိုတာကိုမစားသင့်ဘူးအလုံးအတွက်ဖြစ်တဲ့နဲ့ဆိုရတရားလေးစပြီးတော့ဟောပြောဒီဘဝချမ်းသာလာတာဟာတိတ်ဘဝတော့လှူခဲ့လို့ဖြစ်တာအဲ့ဒါလှူခဲ့တာဟာကုံသွားတာမဟုတ်ဘူးလှူလို့ရှိရင်ပို့ပြီးတော့ချမ်းသာကြွယ်ဝလာမှာဖြစ်တယ်လို့ဆိုသူသဘောကျလာပြီနည်းနည်းသဘောကျလာပြီရှင်မောကလန်သူပြောတယ်ဒီမုံနေတဲ့မင်းတို့တောင်းလိုက်ယူလာခဲ့တဲ့မြတ်စွာဘုရားနဲ့တန်ဃာတွေကျောင်းမှာစောင့်နေတယ်အဲ့ဒီကျောင်းကဘလောက်ဝေးတော့ဆို45ယူဇနာဝေးတယ်တဲ့ရှင်ဘုရားဘယ်လိုလုပ်ရောက်မှာတော့စိတ်မပူနဲ့တဲ့ငါခေါ်သွားမယ်တဲ့လိုက်ခဲ့လိုက်ချင်တဲ့စိတ်သာလှုပ်ဆိုပြီးတထေးကြောကြီးနဲ့တထေးကြီးကိုအဲ့ဒါမုံတောင်းထမ်းခိုင်းပြီးတော့အင်းအောက်ဆင်းလိုက်တဲ့အခါမှာစီတော်ကျောင်းတောက်လျှောက်တန်းရောက်သွားကျောင်းထဲရောက်သွားအဲ့ဒီမှာဘုရားမှုရှိတဲ့တန်ဃာတွေကိုသူတို့မုံနေကတ်ကြရသော်ဘုရားတရားဟောတဲ့အခါမှာသူသောတာပန်ဖြစ်သွားပြီတရားတရားတွေကောင်းပြီခရစ်80ကျွဲသွားတဲ့တထေးကြီးဟာကုသိုလ်ကောင်းမှုတွေကိုကြိုးစားပြီးလုပ်တဲ့အဆင့်ရောက်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဟန်နေလိုက်တာမဲ့ကျင့်ဝတ်အနေနဲ့မြတ်စွာဘုရားဒါကိုဟောတာနော်ဒါတော့ယဟန်နေနဲ့ပို့ပြီးတော့သက်ဆိုင်တရားတော်ဘာတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့ပစ္စည်းတွေလည်းမထိခိုက်စေနဲ့တရားတရားတွေလည်းမပြတ်စေနဲ့ပြားပရုံးတွေရဲ့ထုံးကိုနီးမိပြီးတော့အပွင့်တွေအနံ့တွေအရသာတွေအဆင်းတွေမပြတ်စေပဲနဲ့ပန်းဝတ်ကြီးကိုသာသုံးသလိုယဟန်နေဟာပြားပရုံးတို့ရဲ့ကျင့်ထုံးတိုင်းလိုက်နာကျင့်သုံးရမယ်လို့ယဟန်တန်ဃာတွေကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောတာဖြစ်တယ်ပေါ့နောက်ဒေသနာတော်တစ်ပုဒ်ကိုကြည့်ကြရအောင်နောက်ဒေသနာတော်တစ်ပုဒ်ကဘာတော့ဆိုရင်နပရိတံဝီလောမာနိနပရိတံကတကတံအတ္တနောဝအဝိခေယကတာနိအာဂတာနိသာဒါကတော့မြတ်စွာဘုရားလူတွေဒီကိုခီးဆိုင်ဖို့သူများကိုခီးဆိုင်ပြီးတော့သူများအပြစ်ကိုမရှာဖို့ဟောတဲ့ဆုံးမသွန်သင်ချက်ပဲဖြစ်တယ်။အဲမို့နပရိတံဝီလောမနိသူများတွေလှုပ်တဲ့မတော်မလျော်သူများရဲ့အပြစ်တွေကိုချိမနေနဲ့တဲ့။နပရိတံကတကတံသူတွေလှုပ်တဲ့မလှုပ်ဘူးဆိုတာတွေကိုသွားပြီးတော့ချိမနေနဲ့တဲ့အတ္တနောဝအဝိခေယကိုယ်အလုပ်ကိုဟာကိုသာချီတဲ့ကိုကောင်းမကောင်းကိုဟာကိုချီကိုလုံမလုံကိုဟာကိုသာချီကတာနိအာဂတာနိစာကိုလုံတဲ့ကိုမလုံဘူးဒီဟာပဲကိုပဲဆန်းစစ်ပါသူများတွေသွားပြီးအပြစ်မြင်မနေပါနဲ့ကိုပဲဆန်းစစ်ပါအဲ့တော့ကိုဆန်းစစ်တဲ့အလုပ်ကိုလုပ်ခိုင်းတာပဲဒါနော်
လောကလူတွေကကိုမြစ်ချေကိုမမြင်ဘူးဆိုတာလို့ကိုအပြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအပြစ်ကိုသာဖော်ထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမှားယွင်းခြင်းတရားပဲဒါကြောင့်မို့လို့ရသော်ဗျာကိုအပြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအပြစ်တွေကိုသွားမချိပါနဲ့သူများအပြစ်တွေချိခြင်းအပြင်ကိုမှမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများကိုအပြစ်တင်မှုလည်းမကြိုးစားနဲ့ကိုသာဒီလှုပ်တယ်မလှုပ်ဘူးကိုသာအခြေအနေတရားကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့သွန်သင်ဆုံးမချက်ပဲဖြစ်တယ်ပေါ့အဲ့ဒါလေဆွတ်ဆွတ်မြဲမြဲမှတ်ထားပြီးတော့သူများအပြစ်ကိုတွေးမိတာနဲ့နပရိသံဝီလောမာနိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေသူတော်ဘာလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုတွားပြီးတော့စိတ်ဝင်စားနဲ့မကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတာနိအတ္တနိစာကိုယ့်ရဲ့အလုပ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုသာအကျိုးအပြစ်စီစေရမယ်ကိုသာကြည့်ရှုရမယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်အတိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ငြင်းညောင်ဖြစ်တဲ့အကုသိုလ်တွေကိုမှမဖြစ်တော့ဘူးလေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းသွားပြင်းမှားမိတတ်တယ်တစ်ခါကြတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့သွားပြီးတော့ပြင်းမှားတတ်တယ်အဲ့ဒါလို့ပြင်းမှားလိုက်တာနဲ့တပြိုင်နက်ကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားဒီနေ့ဥက္ကသေနတထေစနီးမောင်နှံအလောင်းများဆိုရင်ကြည့်လိုက်လမ်းမတွေ့တဲ့ပိစိကဗုဒ္ဓကိုသူတို့ပါလာတဲ့စာဝတ်တော်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့သွေးထဲထည့်လှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဤဆိုပိစိကဗုဒ္ဓကြည့်လိုက်တော့သူတို့ဆူတော်ပြေးမယ်ဆိုတော့ပိစိကဗုဒ္ဓကဝမ်းသာအားရပြုံးလိုက်တော့အမျိုးသမီးကစပြီးပါပြောတော့အေးဟိုကိုရောကပြုံးနေတော့အနုပညာသမားနဲ့တူတယ်အနုပညာသမားတွေကလည်းပြုံးလေးနေတတ်တဲ့ထမရဲ့တချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်လောက်တယ်နော်မပြုံးရင်လည်းပြုံးဆိုတာအခုခေတ်တော့အနောက်တိုင်းကဟာတွေလားဘယ်ဟာတွေတူခေါက်တဲ့သူမဲရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတယ်ခါတယ်တချင်းဆိုတာကြည့်မကောင်းရှိမကောင်းမဲရွယ်ပြီးတော့ခါစားတာလားဘာလားမသိပါဘူးနော်ဟိုဗမာအငိမ့်နေပါလေကရင်တော့ပြုံနဲ့ကတာတွေတွေ့ဘူးပါတယ်အခုအနောက်တိုင်းသချင်းတွေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရတာလားမသိဘူးဘာတွေဆိုရတော့မသိဘူးနားလည်းမလဲဘူးသို့တော့မျက်နှာအမူအရာကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသေချာနေတယ်ရှုံမဲ့ပြီးတော့ခါတယ်ကိုဆိုတာတော့တွေ့ရတယ်နော်အေးအဲ့ဒါလို့ဒီကိုယ်တော်ကပြုံးနေတော့တချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးပေါ့ဆိုတော့နော်ဆိုတော့နဲ့တူတယ်လို့ပြောလိုက်တော့ယောက်ျားလုပ်တဲ့လူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတော့အဲ့ဒီလိုပိစိကဗုဒ္ဓမထေရမြတ်ကိုသွားပြီးတော့မနှိုင်းရမယ့်ဟာသွားနှိုင်းလိုက်တဲ့အခါမှာဒီဥက္ကသေနဇနီးမောင်နှံဟာဥက္ကသေနကတထေသားဖြစ်တော့လေသူဇနီးကဒီကားချိတ်တဲ့အမျိုးသမီးသွားဖြစ်တယ်အဲ့တော့ကားချိတ်တဲ့အမျိုးသမီးကိုတွေ့ပြီးတထေသားကလည်းကားချိတ်တဲ့မှနောက်လိုက်သွားတယ်အဆင်မျိုးဖြစ်သွားတာထောက်ခံလိုက်တာနော်ထောက်ခံလိုက်တာနဲ့ပါသွားတယ်တထေသားကတထေအိမ်ပေါ်မနေရဘဲနဲ့ကားချိတ်တဲ့ဘဝရောက်သွားအဲ့ဒါသူတို့ဇလံမှာအဲ့လိုရှိအဲ့တော့သူများအပြစ်ကိုသွားကြည့်လိုက်တာသူများဟာကိုသွားကြည့်ပြီးတော့ကဲ့ရဲ့စကားပြောလိုက်လို့ရှိရင်ဒီလူတွေဖြစ်တတ်တယ်ဆိုတာလေသတိထားစရာပေါ့နော်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအခုဒီမှာနပရိသံဝီလောမာနိသူတစ်ပါးတွေရဲ့မတော်မလျော်တဲ့ကိစ္စတွေကိုကြည့်မနေနဲ့နပရိသံကတကတံသူတစ်ပါးတွေလှုပ်တာမလှုပ်တာမကြည့်နဲ့ဆိုလိုတာကတချို့ကတရားအထုတ်တယ်ငါတို့ကတော့ဥပုံနေလဲကိုစောင်းတယ်တို့ရထဲအားတွေတော့စောင့်မအောင်ဒီလိုဟာမျိုးပေါ့နော်သူများမစောင့်တာသွားပြော
ငါတို့စခန်းဝင်တာဗဒနေရှိတို့ရတဲ့စခန်းဝင်တဲ့လူတယောက်မှမရှိဘူးဟောအဲ့ဒါလို့သူများကိုသွားမကြည့်လေနဲ့လို့သူတို့ဆိုလိုတယ်ပေါ့အတနောဝအဝိခေယကတနိအာကတနိစာကိုလှုပ်ထားဝဲကိုကြည့်ပြီးတော့ကိုပဲဆန်းစစ်ပါလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒါဘာနဲ့ပတ်သက်ပြီးဟောတာတော့ဆိုတရားတရားရှိတဲ့ဥပဒကမကြီးတယောက်ဟာဘာသာကြားအာဇီဝကတူကိုသားလို့ခင်မင်ပြီးတော့သူကပြုစုတယ်သူသားကဲ့သို့မွေးစားပြီးတော့ဘာသာကြားအာဇီဝကဆိုတာတက္ကရောအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ပေါ့နော်သူ့ကိုသားကဲ့သို့ပြုစုပြီးတော့နေတယ်တရားကြတော့မြတ်စွာဘုရားကြွလာတော့မြတ်စွာဘုရားတရားနာခြင်းတယ်နာခြင်းတော့သူကဘုရားစီသွားမှစိုးရိမ်တော့အဲ့ဒီတက္ကရောကကန့်ကွက်တယ်ကန့်ကွက်တော့အဲ့ဒီတက္ကမကြီးကသူ့သားလေးကိုလွတ်ပြီးတော့ကဲမြတ်စွာဘုရားကိုသွားပင်မှာအိမ်ကိုငါပင့်နေတယ်ဆိုဘုရားသွားပင့်တဲ့အခါမှာတက္ကရောကအဲ့ဒီကလေးနဲ့တွေ့တဲ့အခါဘယ်သွားမလို့လဲဘုရားသွားပင့်မပင့်နဲ့ကွာဘုရားအတွက်ချက်ထတာငါတို့နှစ်ယောက်စားကြမယ်အဲ့ဒါလို့မပင့်အောင်ဖြတ်တယ်သို့တော့သွားပင့်တဲ့ကလေးကဟာအမေကိုကြောက်တယ်မလုပ်ရဘူးသူပင့်ခိုင်းတာပင့်ရမှာပဲဆိုသွားပင့်တယ်ပင့်လို့မြတ်စွာဘုရားကြွလာတဲ့အခါသူကအကြံဉာဏ်ပေးလိုက်တယ်ဘယ်နာကဘယ်အိမ်ကဆိုမပြောခဲ့နဲ့ကွာဒီတိုင်းအဲ့တော့မလာတတ်ဘူးလိပ်စာမပေးခဲ့နဲ့လို့ဆိုတယ်အဲ့လိုလိပ်စာမပေးဘဲနဲ့လာပြန်တော့မြတ်စွာဘုရားမနေ့ကရောက်လာတဲ့အိမ်ကိုလိပ်စာမပေးလဲရောက်တာပဲရောက်လာတော့မှအဲ့ဒီမှာသူကအခန်းထဲမှာပုန်းနေပြီမြတ်စွာဘုရားကိုဆုံးမလှုပ်ကြွေးတက္ကမကြီးကတရားတရားနဲ့ဆွနေပါလေလှုပ်ကြွေးပြီးတရားနာသူကကြားနေတယ်တရားဟောတော့ဒီတရားမျိုးဟောနေလို့ရှင်တော့ဒီတက္ကမကြီးသူတော့ကြည်ညိုတော့မှမဟုတ်ဘူးဘုရားကိုပဲကြည်ညိုတော့မှဆိုပြီးအခန်းထဲကထွက်လာပြီးတော့အရှင်ဘုရားတဲ့ဒီတက္ကမကြီးကဘာမှသိတာမဟုတ်ဘူးရှင်ဘုရားတရားဟောမနေနဲ့အလကားပဲဝင်ပြီးတော့ပြောတယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့ဒီတရားထဲမှာစိတ်မဖြောင်းတော့စိတ်မဖြောင်းတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီဥပဒကမကြီးကိုဆုံးမတာဒီစကားနဲ့သူလှုပ်တာမလှုပ်တာသူပြောတာတွေကိုဂရုစိုက်မနေနဲ့နော်ကိုသာဂရုစိုက်ပြီးတော့ကြည်ကိုလှုပ်တာမလှုပ်တာပဲကြည်သူများကိုဂရုစိုက်ပြီးတော့ကြည်မနေနဲ့ကိုလန်းကိုကြည်သွားဆိုတဲ့ပုံစံမျိုးမြတ်စွာဘုရားဒီအဆုံးအမစကားကိုဟောကြားလိုက်တာဖြစ်တယ်အဲ့လိုဟောကြားလိုက်တဲ့အဆုံးအမဥပဒကမကြီးကတရားဥတရားမြတ်ရသွားတယ်အဲ့ဒီဇလန်းလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဒီစကားကိုဟောတာဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီရှေးဆရာတော်ကြီးတွေကလည်းဒါကိုယူပြီးတော့ဆုံးမခဲ့တာဖြစ်လို့ဘုန်းကြီးတို့တွေနေနဲ့တန်တရားခရီးသွားရင်ဒီသူများအပြစ်ကိုမကြည့်နဲ့တရားပေါ်လမ်းလျှောက်လို့ရှိရင်လည်းပဲကိုလမ်းကိုကြည့်ရှောင်ချော်ကြလို့ရှိရင်ဒုက္ခရောက်နိုင်တယ်တန်တရားခရီးသွားတဲ့အခါမှာလည်းသူတို့ဘာအပြစ်တွေကိုမကြည့်နဲ့ကိုလမ်းကိုလျှောက်ပြီးကြည့်ရမယ်ဆိုတဲ့ဆုံးမသွန်သင်တဲ့စကားတွေဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဆုံးမတဲ့ဒီကိုချင်းတရားလူသဘာဝကိုဖော်ပြလို့ကာမဂုဏ်အာယုန်ဒီပေါ်မှာအာမရခင်သိပွဲဝင်ရတယ်ဆိုတဲ့သက်ရှိတရားဝါတွေရဲ့တတ္တလောကကြီးတစ်ခုရဲ့အဖြစ်သူများအပြစ်ကိုသာချိတတ်တဲ့လူသဘာဝမြတ်စွာဘုရားသူများအပြစ်မကြည့်ဘဲနဲ့ကိုယ့်အပြစ်ကိုချိရှားကြံကြည့်ဖို့ဆုံးမသွန်သင်တဲ့အဆုံးအမတွေကိုဘဝသင်္ကန်းစာအဖြစ်မှတ်ယူပြီးတော့တို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း